anytime ငါပဲနေချုပ်ပြီးဆက်ပြီး ဟဲ့ပတ်စံလည်းမရှိတော့ကြည့်အောင်လောက်လဲလောက်မှာမဟုတ် လောက်ပါတယ်လောက်ထိလည်းမလိုပါဘူးတော့လေတယောက်နဲ့ပေါ့ ဒါပေမဲ့ငါအခကြီးကတစ်ခုသွားမှာမဟုတ်လေအဲဒါကြောင့်ပတ်စံတိတ်မလောက်အောင်မဟုတ် ဘာမှဖြစ်ပါဘူးမလောက်လဲငါတို့ငါဆိုင်ပြီးမှာဒီမှာပါဟုတ်ပြီပြောနေစမ်းပါ တကယ်စိုက်ပေးမယ်နော် ဒီပါစမအော်သူများဘွားတွေများအားကြစရာကောင်းလိုက်တာကွာအားရပေါ်နေများမတူဘူးဒီပေါ့လေတထေးသားတထေးသမီးဆိုတော့အဲ့လောက်တော့ရှိမှာပေါ့တို့လိုဘွားတွေမျိုးတော့ငါလိုကောင်းဘယ်တော့မှရမှာမဟုတ်ပါဘူးကွာကောင်းမလေးကလည်းချစ်စရာလေကွာပြီးတော့တွဲရတကယ်လိုက်ဖက်ပါတယ်ငါလိုကောင်းတော့အဲ့လိုမိမလလလေးတွေကငါ့ကိုကြည့်မှာမဟုတ်ပါဘူးလေနေမကောင်းတဲ့အမကိုပြုစုနေရတာနဲ့တင်ငါဘဝပြီးတော့မှာငါတို့ရက်လည်းရေးပြီးပြီဆိုတော့ငါလည်းပြောလိုက်တာပြောလိုက် ဖြစ်ပြက်နေလိုက်တာသွားဖို့ရက်ကဝေးလို့သေးတယ် နင်ကလေကြိုပြောတာဘာဖြစ်လို့လဲဘာလို့ဆိုတော့ငါအိမ်ပြန်ပြီးတော့အဝတ်စားပြန်ထည့်ရအောင်ငါကြိုပြင်ဆင်ထားတာပဲကြိုက်တာတကယ်ချင်းပြင်ရအောင်လား ပြန်ပါမယ်နေရလဲ တောင်းရပြင်ရအောင်လားတောင်းပါလားပြင်သားမှကောင်းတာပေါ့ ပတ်တော့ ဒီချင်းဆိုမှလည်းထမင်းချက်ပြီးလောက်ပါပြီအိမ်ပြန်ပြင်ပြီတင်တယ်ဟိုကောင်မလေးပတ်ဆိုင်ထင်တယ်သူတို့ဝေးဝေးမရောက်သေးအောင်တော့ပြေးလိုက်အောင်မဘယ်များရောက်သွားပြီလဲမသိဘူးရှာလဲရလဲတပတ်တောင်ပြည့်နေ ဒါရလိုက်တာဒီဘက်က ညီမလေးဒူးလေညီမလေးတရားလေးပတ်ဆိုင်လေးကြံနေခဲ့လို့ဟိုနာအခုမှကိုကောက်လာတာ အေးဟုတ်သားပဲဒါကျမရဲ့ပတ်စံအိတ်ပဲ ဟုတ်တယ်ညီမလေးပတ်ဆိုင်ပါဟိုနာကြံနေခဲ့လို့ကျွန်တော်လိုက်ပေးနေတာ ဟုတ်ကျေးဇူးတင်ပါတယ်တော့ကို ရပါတယ်ဗျာကိစ္စမရှိပါဘူးပတ်ဆိုင်စစ်ချင်းနဲ့ပြည်မပြည်ညီမလေး စကြည့်စရာမလိုပါဘူးသူများတော့မှရိုးသားလို့တမင်အခုထိတောင်လာပေးရဲ့ ရပါတယ်ညီမလေးစစ်ကြည့်ချင်းစစ်ကြည့်ပါပတ်ဆိုင်ပြည်မပြည်ဒီစီချာလေးစစ်ကြည့်လိုက်ပါ မဟုတ်တာကိုရဲရပါတယ်ညီမကိုကိုယုံပါတယ်အကိုတော့မှရိုးသားလို့ဒီကုတကလာပေးရအကိုကိုကျေးဇူးတင်ပါတယ်နော် နေရလေဒီမြတ်မဟုတ်လို့ရှင်တို့လာပေးတာပေးလာလို့မဟုတ်ဘူးအဲ့လိုမဟုတ်ပါဘူးဗျာကျွန်တော်ဒါမဟုတ်လို့ရှင်လို့ရှင်ကျွန်တော်ပတ်ဆိုင်ကိုလာပေးပါမလားကျွန်တော်ယူသွားမှာပေါ့ဗျာအခုချင်းညီမလေးပတ်ဆိုင်ပျောက်သွားမှာဆိုလို့ကျွန်တော်တကူတက်ကလာပေးရပါဗျာဟုတ်ပါဘူးကဲပါထားလိုက်ပါတော့ညီမလေးရေအခုညီမလေးပတ်ဆိုင်လည်းပြန်ရပြီဆိုတော့ကျွန်တော်အခွင့်ပြုပါအောင်နော်ကျွန်တော်သွားလိုက်ပါအောင်မလားဆိုဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်နော်အခုလိုညီမကိုဒီကုတကလိုက်ရှာပြလာပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင် ဟုတ်ပါပြီညီမလေးအဲ့ဆိုကျွန်တော်သွားလိုက်ပါအောင်မနော်ခွင့်ပြုပါအောင်သွားလိုက်ပါအောင်ခင်ဗျရုပ်ကြည့်ပုံစံကိုကြည့်လိုက်ဟိုအစားလည်းကြည့်လားစီးရဲတဲ့ပုံအဲ့ဒါကြောင့်ငါမယုံကြည်နေရောတင်းရဲ့ပတ်စံအိမ်ကစစ်ကြည့်အောင်မယ် ဟုတ်ပြီစကြည့်စရာပါဘူးတော့မှရိုးသားလို့လာပေးရတယ်ဒါငါပတ်ဆိုင်ပါတော့သူကတော့ထားတာတော့ သဘောပဲနင်ပတ်